အဲ့တော့အခု drama triangle ပေါ့နော် drama triangle ကဘာလဲဆိုလို့ရှိရင်ကျမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် drama triangle ဆိုတာကျမအကြိုက်ဆုံး model တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီmodel လေးကိုဘယ်သူကစပြီးတော့လုပ်ခဲ့လဲဆိုလို့ရှိရင် Stephen Karpman လို့ခေါ်တယ်ပညာရှင်တယောက်ကနေပြီးတော့သူကစပြီးတော့ဒီ model လေးကိုစပြီးတော့သူလုပ်တာပေါ့နော်လုပ်တဲ့အခါကျတော့သူရေးတဲ့စာအုပ်တစ်အုပ်ရှိရယ် Fairy Tales and the Script of drama ဆိုတာကျမအလွတ်တော့မရဘူးဒါပေမဲ့အဲ့ဒီစာအုပ်ထဲမှာကျမလည်းစိတ်ဝင်စားတယ်ခေါင်းစဉ်လေးကိုစိတ်ဝင်စားလို့ကျမလည်းလိုက်ရှာဖတ်မယ်လို့ပါမှာကျမစဉ်းစားထားတယ်ဆိုတော့အဲ့ဒီထဲမှာသူကဒီ drama triangle နဲ့ empowerment triangle ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူစပြီးတော့သူ develop လုပ်ခဲ့တဲ့triangle လေးဖြစ်တယ် model ပေါ့နော် model လို့ပြော psychology နဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာအရာကျမတို့ရဲ့လူတွေရဲ့စိတ်ထဲမှာဖြစ်နေတဲ့အရာတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုစိတ်အခြေအနေမျိုးဖြစ်တယ်ဆိုလို့ရှိရင်ဒါကဘယ်လိုနေရာမျိုးမှာရောက်နေတာအဲ့လိုနေရာမျိုးရောက်နေတဲ့ခါကြလို့ရှိရင်ဘယ်လို power တွေကိုကျမတို့ play လုပ်တတ်ကြတယ်ပေါ့နော်ဒါတွေကိုပြောတာဖြစ်တယ်အဲ့တော့ drama ဒီမှာတော့ကျမပြောချင်တာပါလဲဆိုလို့ရှိရင် drama triangle နဲ့ empowerment triangle ပြောချင်တယ်ဒီခေါင်းစဉ်မှာလည်းကျမ victims in the drama triangle လို့ပြောထားတဲ့အတွက်ကြောင့်မလို့အဓိကပါလဲဆိုလို့ရှိရင်ကျမတို့တွေကတစ်ခါလေကြောက်လို့ရှိရင် victim ဆိုတဲ့နေရာမှာသွားပြီးတော့နေတတ်တယ်နောက်တစ်ခုကvictim ဆိုတာဘာလဲဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်ဒါသားကောင်နေရာကိုရောက်နေခံရတယ်ဆိုတဲ့ဘက်ကိုကျမတို့ရောက်နေเนาะအဲ့တော့ drama ကြတော့ဘာလဲဆိုရင်ကျမတို့ကိုရီးယားကားတွေကြည့်ရဆိုရှင်ကိုရီးယား soap operas တွေเนาะ Hollywood ကားတွေကြည့်ရဆိုလို့ရှိရင်ဒါ drama ဆိုလို့ရှိရင်ဘာလဲဆိုတကယ်ကိုခံစားချက်ပြင်းထန်တဲ့ခံစားချက်တွေနဲ့တကယ်ကို heavy ပေါ့เนาะအဲ့လိုမျိုးဖြစ်တဲ့ emotion တွေလာတယ်เนาะလိုအပ်သည်ဖြစ်စီမလိုအပ်သည်ဖြစ်စီဘာဖြစ်လဲအဲ့ဒီထဲမှာကျမတို့မျောနေတာပေါ့နော် drama တွေအရင်ဖြစ်နေအဲ့ဒီထဲမှာဘာဖြစ်လဲဆိုကိုကသားကောင်ငါပဲခံနေရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်နေเนาะအဲ့ဒါကြောင့်မို့ဒီဟိုဟာလေးကိုလည်းကျမတို့ဒီ webinar လေးကိုလည်းခေါင်းစဉ်ကို victims in the drama triangle လို့နာမည်ပေးလိုက်တယ်ပေါ့နော် drama triangle ရဲ့သားကောင်တွေပေါ့တခါလေကြောက်လို့ရှိရင်အဲ့လိုသားကောင်တွေနေရာမှာကိုရောက်နေတတ်တယ်เนาะကိုကကိုမသိတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်ရုံးထွက်ဖို့ကလည်းအမြဲတမ်းခက်ခဲရဆိုတဲ့ပုံစံမျိုးဖြစ်တယ်เนาะကျမရဲ့ဒီ talk တွေထဲမှာဆိုလို့ရှိရင်ပေါ့နော်ကျမအမြဲတမ်းပဲခဏပဲကျမဒီ drama triangle နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျမထည့်ပြီးတော့ပြောတတ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကြည့်မယ်ဆိုလို့ရှိရင်သူကtriangle ဆိုတဲ့အတွက်ကြောင့်တရိကန်ပုံလေးဖြစ်တယ်အဲ့ဒီတရိကန်မှာသူပါတာပါလဲဆိုလို့ရှိရင်ထောက်3000ပါတယ်ပေါ့အဲ့ထောက်3000မှာလူ3ယောက်ကရှိနေเนาะအဲ့တော့အောက်ဆုံးမှာရှိနေတဲ့ကောင်ကပါလဲဆိုလို့ရှိရင်ဒါ victim သူကဘာလဲဆိုခံရတဲ့သူအနေနဲ့သူရှိနေတာเนาะနောက်တကောင်ကကြတော့ဘာလဲဆို rescuer ဆိုတာကြပါလဲဆိုသူကကဲတင်တယ်เนาะသူကလိုက်ပြီးတော့စေနာဝန်ထမ်းသူ့ကိုလည်းဘယ်သူမှအကူအညီလည်းမတောင်းဘူးဒါပေမဲ့ तू ကဟာငါလုတ်ပေးမှဖြစ်မယ်ငါလုံးမှဖြစ်မယ်ငါပါမှဖြစ်မယ်ဆို तू လိုက်ပြီးတော့ကဲတာအဲ့ဒါ rescuer เนาะဒီဘက်အင်ကြီးအနေအောင်တဲ့ကောင်ကကြတော့ तू ကဘာလဲဆို persecutor ဆိုတာကြတော့ तू ကအနိုင်ယူတယ်ဗိုလ်ကြတယ်သူเนาะသူများကိုလိုက် blame နဲ့ရန်လိုတယ်ဒေါသကြီးတယ်အဲ့လိုမျိုးပေါ့เนาะအဲ့ဒါကိုကျမတို့တွေ့ရတာဖြစ်တယ်အဲ့တော့ဒီ drama triangle တွေမှာကျမတို့ကအဲ့ဒီ3ခုပေါ့နေရာ3ခုအဲ့ role 3ခုမှာကျမတို့တွေဒီနေတယ်တနေရာတွေမှာကျမတို့ကဆွဲမြဲပြီးနေတာမဟုတ်ဘူးเนาะအဲ့ဒီနေရာ3ခုကိုကျမတို့ကလှည့်ပြီးတော့နေတာဒါပေမဲ့ကိုဘယ်နေရာမှာနေတာအများဆုံးလဲအဲ့ဒီအများဆုံးနေတဲ့နေရာမှာเนาะအဲ့ဒီနေရာဟာကိုနေရာပဲဥပမာထားလိုက်ပါတော့ကိုက victim ဆိုတဲ့နေရာမှာနေရဆိုလို့ရှိရင်ဘာဖြစ်လဲဆိုနေတာများတယ်ဆိုလို့ရှိရင်အဲ့ဒါကိုနေရာပဲဖြစ်သွားတဲ့သဘောပေါ့เนาะအဲ့တော့ဒီနေရာမှာကျမ victim ကနေစပြီးပြောမယ်အဲ့တော့ကျမတို့ဒါဥပမာနည်းနဲ့ပြောရမယ်တားကောင်ဆိုတာကိုနားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်เนาะပို့ပြီးတော့မြင်တောင်ပြောရမယ်ဆိုဘာလဲဆိုကျမတို့အကောင့်ဘလောင်နေရှိတယ်အမှတမ်းမှပဲเนาะရိုင်းဆိုင်ကြမ်းတမ်းနေဆိုတော့နော်ဟိုကြားကြီးတွေစသိကြီးတွေချင်းသိကြီးတွေအစားရှိတယ်နော်အဲ့လိုအကောင်ကြီးရှိတယ်ဆိုရင်နော်အဲ့ကောင်ကြီးကတိုးထဲမှာသူ့အနေနဲ့သူသွားနေသားကောင်တွေကိုသူ chase လုပ်တယ်နော်သူ့ကသူဂူထဲမှာသူ့ကသူနေတယ်နော်အဲ့လိုမျိုးပေါ့သူ့ကသူပျော်ပျော်ရွှင်ရွှင်နဲ့ powerful အရင်ဖြစ်တယ်နော်ဒီကောင်တွေကအဲ့လိုမျိုး power အပြည့်နဲ့နေထိုင်တဲ့ကောင်တွေဖြစ်တယ်ဒါပေမဲ့အဲ့ကောင်တွေကိုကျွန်တော်တို့ circus ထဲမှာဖမ်းထည့်လာပြီးတော့နော်ထောင်အိမ်ထဲမှာဖမ်းထည့်လာတဲ့ circus ထဲကိုခေါ်သွားမယ်ဆိုလို့ရှိရင်ဒီကောင်တွေဘာဖြစ်သွားလဲသူတို့ကလုံးဝ powerless ဖြစ်သွားတယ်เนาะအဲ့ဒါဘာလဲဆိုလို့ရှိရင်သူတို့ပိတ်လောင်ထားလိုက်ပြီဆိုတဲ့အခါမှာသူတို့စီမှာလွတ်လပ်မှုမရှိတော့ဘူးเนาะသူတို့ရဲ့စဉ်းစားနိုင်စွမ်းတွေပျောက်ဆုံးသွားတယ်ငါခံလိုက်ရပြီငါတို့တခုခုလုပ်တော့မှာပဲဆိုတဲ့ဟာမျိုးဖြစ်သွားတာအဲ့လိုမျိုးအဲ့တော့လူတယောက်ကလည်းဒီလိုမျိုးပဲပုံစံကဘာလဲဆို victim နေရာကိုရောက်သွားတယ်ဆိုလို့ရှိရင်အဲ့လူကဘာဖြစ်သွားလဲဆိုအားပြော့သွားတယ်အားပြော့သွားတယ်အားပြော့သွားပြီးတော့ဘာဖြစ်လဲဆိုသူ့မှာဘာဖြစ်လဲဆိုရှင် powerless ဖြစ်သွားတယ် power လုံးဝမရှိတော့အဲ့လိုပုံစံမျိုးကိုခံစားရတယ်တရိษံတွေကလည်းဗာလဲဆိုလို့ရှိရင်ခုနပြောသလိုငှက်ကလေးတွေကအစเนาะဒီခုနပြောတဲ့အကောင်အကြီးတွေပဲဖြစ်ဖြစ်เนาะ
သူကသူလွတ်ထားလို့ရှိရင်သူကသူတကယ်ခွန်အားအပြည့်နဲ့ power အပြည့်နဲ့သူသွားနေတယ်ဒါပေမဲ့သူ့ကိုလှောင်ရင်းနဲ့ဖမ်းထည့်လိုက်ပြီး victim နေရာကိုရောက်သွားပြီဆိုတာနဲ့သူကလုံးဝ powerless ဖြစ်သွားတယ်လူတွေမှလည်းအဲ့ဒါမျိုးရှိတယ်နော် drama triangle ကိုကြည့်ရဆိုလို့ရှိရင်ကျမတို့တွေဒီအများကြီးအဝေးကြီးရောက်ကြည့်စရာမလိုနော်ကြီးကြဲစာအုပ်တွေလည်းကျမတို့ဖတ်စရာမလိုကိုဘေးနားမှာရှိတဲ့သူတွေပဲကျမတို့လိုက်ကြည့်ကိုအိမ်မှာဘယ်သူတွေရှိလဲသားတွေရှိမယ်သမီးရှိမယ်ယောက်ျားရှိမယ်ကိုရှိမယ်ကိုအမေရှိမယ်နော်ကိုနဲ့မောင်နှမရှိမယ်ညီမရှိမယ်အစရှိတယ်အိမ်မှာအလုပ်လုပ်တဲ့သူရှိမယ်နော်အဲ့ဒီလူတွေကိုပဲကျမတို့လိုက်ကြည့်သူတို့ဘယ်လိုပုံစံနဲ့နေကြလဲများသောအားဖြင့်နော်ဘသူကတော့ဘယ်လိုပုံစံနဲ့ရှိလဲဘသူကဘယ် role မှာနေပြီးတော့သူ့ရဲ့ power ကိုအဓိက play နေလဲဆိုတာကိုကြည့်လို့ရှိရင်အယမ်းမြင်တာတယ်အဲ့တော့ဒီ drama triangle ကပြောရမယ်ဆိုလို့ရှိရင်သူ့အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်သူကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ကျမဒီပုံလေးကိုမြင်တော့ဘာကိုသွားပြီးတော့တတိယလဲဆိုကျမတို့မိသားစု၃ယောက်ကိုကျမသွားပြီးတော့တတိယရယ်နော်အဲ့တော့ victim နေရာမှာနေရဆိုလို့ရှိရင်ကျမရဲ့အမေကိုပြောရမှာနော်ဘာဖြစ်လို့လဲဆိုတော့ကျမအမေကဘယ်လိုမျိုးဖြစ်လဲဆိုကျမအမြဲလည်းပြောဘူးပါတယ်နော်။ तू ကဘယ်လိုမျိုးလဲဆိုအစားအသောက်တွေပါတိတ်မမဲ့မမရှိ။အဲ့တော့ तू ကထူးထူးဆန်းဆန်းနေဆိုလို့ရှိရင် तू တိတ်ပြောမစားတတ်ဘူး။အပြင်နေပါသွားလို့ရှိရင် तू ကအမြဲတမ်းမှားတာဆိုဘာလဲဆို तू ကစီချက်ခောက်ဆွဲတို့ဘဲခင်တို့ခောက်ဆွဲကြော်နောက်ပြီးတော့ drinks တွေဆိုလဲ तू ကအဲ့လို strawberry လက်ဖြော်တို့နောက်ပြီးတော့ကြောက်ကြောမဲတို့ तू အဲ့လိုပဲမှာတတ်တယ်။ तू ဘဲကိုခေါ်သွားအဲ့တော့ကျမဘာလုပ်လဲဆိုလို့ရှိရင်ဘယ်ရောက်ကျမတော့အမေကိုစားစီချင်တယ်လေစားစီချင်တော့သူ့ကိုနည်းနည်းထူးဆန်းတာလေးပေါ့ကျမစားခိုင်းတယ်သူကြိုက်မယ်လို့ထင်တဲ့ဟာသူ့ရဲ့ taste ကိုကျမသိရအောင်အဲ့တော့ကျမသူ့အကုန်လုံးမှာပေးဒီဟာလေးကိုတောက်ဒါလေးကိုစားကြည့်ဒါလေးကကောင်းတယ်မလားအဆရှိတယ်မြင်ကျမအဲ့လိုအရန်လှုပ်တဲ့အခါကျတော့ကျမအမေကနောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုသူဘာမှမမှာတော့သူဘာမှမမှာတော့ဝင်နေသူကဘယ်လိုမျိုးပုံစံဖြစ်လာလဲဆိုတခုဆိုလို့ရှိရင်ကျမပဲမှာပေးသူ့အဲ့လိုတခါကျသူမင်းညူးတွေပါတော့သူမကြည့်တော့ကျမသူ့ကိုကြည့်ခိုင်းတယ်မေကြိုက်တာမှာတော့ဆိုသူကဒါကိုမကြိုက်ရင်ဘယ်လိုလုပ်မလဲသူကအဲ့လိုမစိုးရိမ်နေသူမကြိုက်လို့အဲ့ဒါကိုမစားနိုင်မကုံလို့ရှိရင်ဘယ်လိုလုပ်မလဲသူကအဲ့ဒါကိုအရန်စိုးရိမ်အဲ့ခါကျတော့ဘာလဲဆိုရှင်သူကနှိုက်စားမယ်လို့မမှားတော့ဘူးအဲ့လိုမျိုးတွေလုပ်တယ်နော်အဲ့လိုမျိုးဖြစ်မှာဆိုတော့ကျမလည်းအကုန်လုံးသူ့ကိုဆိုလို့ရှိရင်ကျမဗဇက်ကနေခုမကျွေးုံတမယ်အဲ့ဒါဘယ်လိုဖြစ်လာလဲကျမမသိဘူးအမှန်တော့ကျမအမေကအရန်strong ဖြစ်တဲ့မိန်းမတွေမှာပါတယ် very capable ကျမတို့သူကြီးလာတဲ့အထိကျမတို့ဒီ10တန်းအထိပေါ့နော်ကျမ10တန်းအထိကိုအမေကသူကားမောင်းပြီးတော့ up and down ကျမတို့လည်းကားမောင်းဖို့ကျမမောင်လေးဆိုလဲဟိုသွားကြိုဒီသွားကြိုကျူရှင်တွေလိုက်ဆောင်ညဘက်တွေလည်းမောင်းအဲ့လိုမျိုးပေါ့သူအရင် strong ဖြစ်တယ်ဒါပေမဲ့တခုပေါ့သူ့ရဲ့အဲ့လို vulnerable ဖြစ်တဲ့နေရာလေးတစ်ခုရှိမယ်အဲ့ဒါဘာလဲဆိုကျမလည်းမမှတ်တော့မမှတ်မိတော့ဒါပေမဲ့အဲ့အချိန်ကစပြီးတော့ကျမအမေကိုဂရုစိုက်လိုက်တာကျမကဒီအလိုလိုနေအမေကြီးနေရာရောက်သွားပြီသူကကျမရဲ့သမီးလေးပြန်ဖြစ်အဲ့လိုဖြစ်တယ်အဲ့တော့ကျမအဲ့လိုမျိုးသူ့ကိုအရန်ဂရုစိုက်တယ်ပေါ့နော်အဲ့လိုသွားလို့ရှိရင်လည်းသူ့ကိုဂရုစိုက်နောက်တစ်ခုဘာဖြစ်လဲဆိုလို့ရှိရင်ကျမနိုင်ငံခြားသွားလို့ရှိရင်အိမ်နာတွေပါဝင်လို့ရှိရင်ကျမသူ့ကိုအိမ်နာတွေထိကျမလိုက်ဝင်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုမှာအိမ်နာတွေကအထူးဆန်းနေပေါ့နော်ဘယ်ခလုတ်ကိုနှိမ်မှာဘယ်အပေါက်ကရေထွက်တယ်တို့နော်ဆန်ဆန်နဲ့လုံးတော့မှပဲရေဆွဲတယ်တို့ဘာလို့အဲ့လိုမျိုးဖြစ်တော့ကျမသူမလုံးတတ်မှစိုးရိမ်နေစိုးရင်တော့ကျမသူ့အဲ့လိုပဲကျမအိမ်နာတွေအထိဝင်လိုက်သွားပြီးကဲအိတ်တွေပါတွေအကုန်လုံးယူခဲ့မေလှုပ်ဆရာရှိရလှုပ်ပေါက်ဆရာရှိရပေါက်ဒါဒီလိုလှုပ်ပါကျမအကုန်လုံးကလေးလေးလိုလှုပ်ပြီးမှကျမသူ့ကိုကျမနဲ့သူနဲ့တူတူပြန်ထွက်လာဒီမှာလက်စိတ်ဒီမှာလက်6တဲ့ဟာဆိုကျမအဲ့လိုပြန်ခေါ်လာအဲ့လိုလှုပ်တယ်လို့တော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့ကျမအမေကကျမဖို့အရန်အားကိုတယ်သူကကျမပေါ်မှာသူအရန် depend လုပ်တယ်အရန် depend လုပ်အဲ့တော့ကျမမရှိလို့ရှိရင်သူကမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်တယ်အိမ်မှာသူအမြဲကျမတကားလာခောက်တယ်ဥပမာထားလိုက်ပါတော့အိမ်မှာရေလာပြင်းတယ်မီးလာပြင်းတယ်အဲ့ဒါဆိုရင်လည်းဘာဖြစ်လဲဆိုကျမတကားသူလာခောက်တယ်ခေါ်တာပဲမွန်းမဘသူလာပြန်ပြီးကိုလုံးဖြည့်ချင်းလိုက်လို့လည်းရတယ်အဲ့ဒါလေဒါပေမဲ့မဟုတ်ဘူးကျမလာမှသူကအဲ့လိုမျိုးကျမပြောပြအောင်မယ်အဲ့တကူကဘယ်လိုလဲဆိုတော့သူ့တငယ်ချင်းနေနဲ့ရှိရဲဆိုရင်လေကျမပဲသူကအနားမှာခေါ်တယ်အိမ်တငယ်သူ့တငယ်ချင်းတယောက်ကအိမ်လာတယ်ဆိုလို့ရှိရင်သူကအဲ့မှာသူပြောဘယ်လိုပြောလဲဆိုလို့ရှိရင်မထွက်လာသေးဘူးလားလာတော့လေပြောကျမဘာဖြစ်လို့လဲ what is the problem ဆိုတော့မဟုတ်ဘူးကျမအနားမှာလာထိုင်နေအဲ့လိုမျိုးကျမတို့စကားပြောတတ်တဲ့သူဆိုတော့စကားများတာပေါ့နော်စကားပြောတတ်တာလေကျမစကားများတော့အဲ့လိုကျမဟိုပြောဒီပြောရှောက်ပြောစကားဝိုင်းရအဲ့လိုသူကသူတတရဆူဆူပြီးဖြစ်တယ်သူအဲ့ဒါကိုဖြစ်တာထင်ပါတယ်တခါလေအဲ့လိုမျိုးပဲကျမသူ့တငယ်ချင်းနေနဲ့ဒါသူ့ birthday ပေါ့နော်ကျမတို့တူတူထိုင်ပြီးတော့မမေဒီမှာတငယ်ချင်းနေနဲ့စားပေါ့နော်ဆိုင်ဒီဇိုင်းမှာသူ့တငယ်ချင်းနေနဲ့အကုန်ချိန်ပေးပါအဲ့ဒီဆိုင်မှာ birthday cake ကမရှိတော့ကျမမိကနာနေခဲ့အောင် birthday cake သွားဝယ်ပေးမယ်ပြန်လာခဲ့မယ်ဆိုကျမ birthday cake သွားဝယ်ကျမကို10ခါလောက်ဖုန်းဆက်တယ်10ခါလောက်ဖုန်းဆက်ပြီးဘာပြောလဲဆိုမလာသေးဘူးလားလာတော့လေဆိုတော့ကျမဘာဖြစ်လို့လဲဆို
မိမိတငယ်ချင်းတွေလေလို့ပြောတော့ तू ကဘာပြောလဲဆိုတော့ဘာမိမိကိုယ့်အကူပြောလေလို့ဆိုတဲ့ခါကျ तू ကဘာမပြောတတ်ဘူးတဲ့နော် तू ကအဲ့လိုပြောတာအဲ့တော့ကျမပြောပြတာဘာလဲဆိုလို့ရှိရင်ကျမအမေကအဲ့ victim နေရာမှာ तू ကအဲ့မြင်းနေတော့ तू ကဘာဖြစ်လဲဆိုအဲ့နေရာလေးမှာ तू က comfort သွားဖြစ်နေအရင် comfortable ဖြစ်တယ်အဲ့နေရာမှာ तू ကအဲ့လိုလေးပဲနေရတာကိုကြိုက်အဲ့တော့သူကအဲ့လို victim role မှာနေရသည်ဘာဖြစ်လို့လဲဆိုကျမကအလကားနေထိုင်တယ်သူ့ကို rescue လုပ်နေလို့ကျမသူ့လိုက်ကယ်နေလိုက်ကယ်နေဆိုဟာအမေကသိရမလားသူ့အိမ်နာဝင်မယ်ဆိုလဲမဖြစ်ဘူးအမေအိမ်နာကိုသူ့ဝင်လို့မဖြစ်ဘူးငါပါမဖြစ်မယ်အမေတငယ်ချင်းနေနေဆိုလဲဟာအမေကမပြောတတ်ဘူးငါပါမဖြစ်မယ်အဲ့လိုဖြစ်တယ်ကျမအကုန်လုံးအမေကိုဆိုကျမအကုန်လုပ်ပေးခြင်းတယ်လုပ်ပေးခြင်းတော့ဘာဖြစ်လာလဲဆိုတော့ပုံစံကကျမစေရနာဝန်တန်းသူကလေကျမကိုအကူကြီးတောင်းတာမဟုတ်ဘူးဒါပေမဲ့ကျမအဲ့ဒါကိုဘာဖြစ်လဲဆိုလုပ်ပေးရင်နေကျမဒီအဲ့ rescue နေရာကိုရောက်သွားတယ်သူကဘာဖြစ်လဲဆို victim နေရာကိုရောက်သွားတယ်ဒါပေမဲ့ तू က victim နေရာအမြဲနေရာတော့မဟုတ်ဘူးနော် तू ကအဲ့ဒီ persecutor ဆိုတဲ့နေရာကိုလည်း तू ရောက်တယ်ဘယ်လိုနေရာမှာရောက်လဲဆိုဥပမာမိဖို့ကြောင့်ပေါ့မိဖို့ကြောင့်ဆိုတာသူ့ရဲ့ region ပဲသူ့ရဲ့ပိုင်နဲ့ပဲအဲ့ထဲဝင်သွားတယ်ဆိုလို့ရှိရင်ဟာကျမတို့ तू အတင်းကန်ထုတ်တာကျမကြောက်ပြီးတော့ထွက်ပြေးရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ထဲရောက်သွားလို့ရှိရင် तू ကကျမကိုဘယ်လိုပြောလဲဆိုတော့ तू ပြောတဲ့စကားတွေကျမပြောပြမယ်ကျမတို့ blame တာပေါ့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သိမလားကျဲဟုတ်အဲ့လိုမကြောရဘူးဆိုတာမသိဘူးလားသိမလားစံစေးရအဲ့ဒါနဲ့စေးရမဟုတ်ဘူးဒီအိုးကဒီမီးဝင်နဲ့မတဲရဘူးဆိုတာမသိဘူးလားအဲ့လိုမျိုးတွေပေါ့နော်तू လုံးဝမကြိုက်ဘူး तू ဟာဒီလာကြည့်ရ तू ထားတဲ့ပစ္စည်းကိုရွှေ့တယ်အဲ့ဒါဆို तू လုံးဝမကြိုက်အဲ့ခါကျ तू ကလုံးဝပြန် fight တာကျမတို့နော်အဲ့ခါကျဘာဖြစ်လဲဆိုကြောက်တယ်ဆိုပြီးတော့ကျမတို့ဘာဖြစ်တာလဲဆိုထွက်ပြေးလာတယ်အဲ့ဒါလေဒါ तू ကခုနကပြော victim နေရာမှာတော့ तू နေတယ်ဒါပေမဲ့ तू ရဲ့ပိုင်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင် तू ကလုံးဝမခံဘူး तू ကအဲ့ persecutor role ကိုရောက်သွားတယ်အဲ့ခါကျရင် तू ကကျမတို့လုံးဝအနိုင်နဲ့ပိုင်းချတာပဲပေါ့နော်နင်တို့ဘာမှလည်းမသိဘူးမတက်ဘူးသွားမလာနဲ့ငါဟာတွေမထီးနဲ့အစရှိတဲ့ပြင်အဲ့လိုမျိုးလုပ်တာဒါပေမဲ့အဲ့ဒါကိုကျမပြောတာဘာလဲဆိုလို့ရှင်သူလည်း rescue နေရာမှာလည်းနေတတ်ပါတယ်တခါလေကြောက်လို့ရှင်เนาะကျမတို့နေမကောင်းဖြစ်တဲ့အခါကျတွေ့ရမလားเนาะဒါအဲ့လိုမလုံးနဲ့လို့ပြောတာအဲ့လိုလုံးလို့ဒီလိုမျိုးဖြစ်ပြီးဘာညာဒါမျိုးတွေကเนาะဒါအခုမေလုတ်ပေးလိုက်လို့ပျောက်သွားတာမလားအစရှိတဲ့ပြင်ဒါ rescue နေရာမှာလည်းနေတာပဲဒါပေမဲ့ဘာဖြစ်လဲဆိုအများဆုံးနေတဲ့ role ဒီဘာလဲဆိုသူ့ရဲ့ role ပဲအဲ့တော့ victim နေရာမှာလူတစ်ယောက်ကအများဆုံးနေနေရဆိုလို့ရှိရင်အဲ့နေရာကသူ့ရဲ့နေရာဖြစ်တယ်အဲ့တော့သူအဲ့မှာ play နေတဲ့ power ကလည်းဘာလဲဆိုလို့ရှိရင်သူ့ရဲ့ power ပဲဖြစ်သွားတာကျမဆိုလို့ရှိရင်じゃဘာလဲဆိုကျမ rescue နေရာကိုနေရဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့ပုံစံကကျမဒီငငယ်တည်းကအဲ့လိုမျိုး rescue လုပ်ရတဲ့ပုံစံမျိုးဖြစ်တယ်မိသားစုတွေမှာကျမကောင်းတကြီးလုပ်ရတယ်เนาะမိသားစုရဲ့ကိစ္စတွေကိုကျမဖြေရှင်းပေးရတယ်เนาะအိမ်မှာမောင်နှမရှိရဆိုလို့ရှိရင်သူ့ကိစ္စကျမလုပ်ရတယ်အိမ်မှာအလုပ်သမားရှိရဆိုလို့ရှိရင်အလုပ်သမားဘာလုပ်ရဲဆိုလို့ရှိရင်ကျမအဆင်ပြေအောင်ဖြည့်ဆည်းပေးရတယ်အဲ့လိုမျိုးပေါ့နော်ယောက်ျားဆိုလို့ရှိရင်နေမကောင်းပြုစုရတယ်အစရှိတဲ့ပြင်အဲ့လိုမျိုးတွေကျမကသူများအဆင်ပြေအောင်နေခဏလောက်ရတဲ့ခါကျတော့ကျမဘယ်လိုပုံစံငါကယ်တင်ရှင်ပဲငါ rescuer ဆိုတဲ့ပုံစံမျိုးကျမပေါက်လာအောင်ပေါက်လာတော့ကျမဘယ်လိုလဲဆိုဥမာထားလိုက်ပါတော့ကျမရဲ့မောင်ကတနေရာသွားမယ်ဆိုလို့ရှိရင်ကျမဘယ်လိုမျိုးပြောတတ်လဲဆိုလို့ရှိရင်မနေ့ကဘယ်ချိန်အင်အားထွက်ပြီးလို့ရှိရင်ဘယ်ကိုသွားဘယ်ကိုအရင်သွားလိုက်ပြီးလို့ရှိရင်အဲ့ကနေဘယ်ကိုဝင်လိုက်ဘာလို့ဆိုတော့အဲ့ဒါလမ်းတင်တယ်ပြီးတော့မှဘယ်ကိုဝင်ဆိုတော့သူကကျမကိုပါပြောလဲဆိုတော့ဘယ်ချိန်အင်အားထွက်ရမလဲဆိုတာမျိုးကိုလည်းသိတယ်တဲ့ဒါပေမဲ့အစီအစဉ်တွေလိုက်မစွဲပေးနေတဲ့သူကအဲ့လိုပြောတယ်ဘယ်ကနေဘယ်ကိုသွားဆိုတာနော်ယူလိုက်ကားမောင်းနေတဲ့သူအဲ့နဲ့သူကားလာမောင်းနေတဲ့သူမဟုတ်ဘူးအဲ့ခါကျတော့နော်ကိုယ့်ဘယ်သွားရမလဲဘယ်ကိုအရင်သွားရမလဲဆိုတာသိတယ်အဲ့တော့အစီအစဉ်တွေလာမစွဲပေးနေတယ်သူကကျမမောင်ကကျမအဲ့လိုပြောတယ်နော်အဲ့တော့ဗာလဲဆိုကျမ rescue နေရာမှာနေရာများတယ်အဲ့တော့ကျမအဲ့နေရာမှာကျမအများကြီး power play တယ် power play ရဆိုဘယ်လိုလဲဆိုကျမရဲ့ပုံစံဘယ်လိုရှိနေလဲဆိုသူများရဲ့လုံနိုင်တဲ့စွမ်းအားကိုကျမဒီအမြဲ short တွက်တယ်သူများဆရာလုပ်တယ်ဆိုလို့ကျမတိတ်မကြိုက်ဘူးကျမကိုဆရာလုပ်ဖို့ဆိုတာလည်းအရန်ခက်တယ်အဲ့လိုမျိုးဖြစ်တယ်ကျမကလည်းဆရာကြီးလုပ်ရတဲ့နေရာမှာကျမအရန်အသားကျလာတယ်အဲ့တော့ဗာလဲဆိုငါ rescuer နော်ဘယ်နေရာမှာမဆိုငါပါမဖြစ်မယ်ငါပါမပြီးမယ်ဆိုတဲ့ဟာမျိုးဖြစ်တာဒါပေမဲ့ကိုပြန်စဉ်းစားကြည့်ပေါ့ကိုက rescue လုပ်လို့ကိုကသွားကယ်လို့ကယ်ခံရတဲ့သူတိုင်းကိုလွတ်တလားနောက်ပြီးကိုကရောအမြဲတမ်း responsibility ရှိလားသူ့ကိုအမြဲတမ်းကယ်ပေးရမယ်လို့မရှိနိုင်ဘူးနော်ဟုတ်တယ်မလားဒါပေမဲ့ကိုယ်စိတ်ထဲမှာတော့ဗာလဲဆိုကိုကယ်မဖြစ်မယ်ငါပါမဖြစ်မယ်ဆိုတာမျိုးဖြစ်တာနော်အဲ့တော့ကျမမောင်ကတော့ဗာလဲဆိုလို့ရှိရင် तू အဲ့ persecutor သူ့ကိုကြတော့ကျမကြည့်ရဒီနေ့ကျမဒီ talk ကိုပြောမယ်ဆိုပြီးကျမစဉ်းစားရတဲ့အခါကျतू ကအဲ့ပုံတိုင်းပဲသူ့ပုံကလည်းအဲ့ပုံနဲ့တူတယ် तू ကဘယ်လိုမျိုးဖြစ်တယ်ဆို तू အရန် aggressive ဖြစ်တယ်နောက်တစ်ခုသူ့မှာဗာလဲဆိုလို့ရှိရင် तू ကလုံးဝတီးမခံနိုင်တဲ့သူတွေမှာပါတယ်နည်းနည်းလေးကိုတီးမခံနိုင်
ကျမပြောတဲ့စကားတွေနောက်ကျမရဲ့အတန်အဲ့ဒါတွေကသူ့ကိုအရန် irritate ဖြစ်တယ်သူကအဲ့လိုမျိုးအဲ့တော့ तू ကအဲ့ဒါတွေကိုတီးမခံနိုင်ဘူးရန်လို့တယ်ဒေါသကြီးတယ်ဒါပေမဲ့စိတ်နှလုံးသားနဲ့ပတ်သက်ပြီးပြောလို့အရန်စိတ်ထဲမှာစိတ်အရန်နူးညံ့တဲ့သူမျိုးဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်သူ့ရဲ့ဝတီအရာသူဒီဘာဖြစ်လဲဆိုအရန်ရန်လို့တယ်ဒေါသကြီးရယ် तू ကကျမကြည့်တဲ့လောက် तू ကအဲ့ victim role မှာမနေဘူးအဲ့ rescue နေရာမှာလည်းမနေဘူးသူကဘာလဲဆိုအဲ့လိုပြစ်တင်ဝေဖန်တတ်တယ်ဆိုတာလေတကယ်ဘယ်လိုမျိုးလဲဆိုသူကဥမာကျမတို့တခုပြောလိုက်တယ်ဆိုလို့ရှိရင်သူကဘယ်လိုမျိုးပြန်ပြောလဲဆိုအိမ်ကလူတွေကအားနေကြတာပဲလုတ်ပါလားတော့ဘာတော့အဲ့လိုမျိုးပြောတယ်အဲ့တော့ဘသူကအားလို့ဘသူမှမအားဘူးလေနော်ဘသူမှမအားဘူးဒါပေမဲ့ तू ကအဲ့လိုမျိုးပြောထက်လိုက်တာလူတယောက်ကိုနော်ဘာလဲဆိုတော့ तू နဲ့ तू ပြောလိုက်လို့ရှိရင်ဘာဖြစ်လဲဆိုတော့အဲ့လူတယောက်ကစုပ်ပြတ်တတ်သွားတယ် तू ကအဲ့လိုမျိုးဖြစ်အောင် तू ပြောတာပေါ့နော်သူများရဲ့တန်ဖိုးကို तू လုံးဝတန်ဖိုးမထားတတ်ဘူးအဲ့လိုတန်ဖိုးကို तू အရင် short တွက်တယ်အဲ့လိုပုံစံမျိုး तू ဖြစ်တယ်ကျမတို့မှဒီနေ့အဲ့ဒီ talk ကိုပြောမယ်ဆိုတော့ကျမအဲ့ဒါကြီးစဉ်းစားရင်းနဲ့ကျမအမေနဲ့ပြောမိတယ်သူ့ကိုဆိုလို့ရှိရင်ကျမရဲ့အဖိုးပေါ့နော်ကျမအဖိုးဥပမောင်ချင်းဆိုတာရှိတယ်ကျမရဲ့အမာဆိုတဲ့ဇာတ်ကိုဖတ်ဘူးတဲ့သူတွေဆိုသိလိမ့်မယ်အဲ့ဒါကသူဝင်စားတယ်လို့ပြောတာဥပမောင်ချင်းအဖိုးဥပမောင်ချင်းတေပြီးတော့သူဝင်စားတယ်ပေါ့နော်အဲ့လိုမျိုးပြောတာအဲ့တော့အဲ့ဒီအဖိုးကဘာလဲဆိုသူ့လိုမျိုးပဲနည်းနည်းလေးမှဆက်ဆက်ထိမခံဘူးပြီးလို့ရှိရင်လုံးဝတီးမခံနိုင်ဘူးအရန်ဒေါသထွက်လေလွယ်တယ်အဲ့တော့ကျမမောင်ကိုကြည့်လိုက်လို့ရှိရင်အဲ့အဖိုးလိုပဲဘယ်လိုမျိုးလဲဆိုတော့ဟိုတခုခုဖြစ်လာရင်ချက်ချင်းပဲဝူးဝဝတွေဖြစ်တယ်အဲ့လိုမျက်လုံးတွေပါနီလာတယ်မျက်ထောင်နီနဲ့ကြည့်ရပါညာဆိုတော့အဲ့အတိုင်းပဲအဲ့တော့ကျမဒါတော့စကားဆက်မိကိုပြောပြတန်တရားမှာပါလာတယ်တက်တီတွေကိန်းလာတယ်ဆိုတော့အဲ့ဒါတွေပဲ energy တွေပေါ့နော်အရင်တော့ဖြစ်ခဲ့တဲ့အရာတွေဒါပေမဲ့အခုချိန်ထိကိုအချိန်မသေးသေးဘူးเนาะဘလောက်ကြောက်စရာကောင်းလဲဆိုတာလေတန်တရားကြီးကလေเนาะစိတ်ထဲမှာကျမတို့စီမှာပါလာတယ်ဆွေးမြဲလာတဲ့အကျင့်စရိုက်တွေစိတ်နေစိတ်ထားတွေအကုန်လုံးဒီမှာပါလာပြီးတော့ reflect လုပ်တာเนาะအဲ့တော့ကျမထုံးစံတိုင်းပေါ့ကျမ rescuer ဆိုတဲ့အတွက်ကြောင့်ကျမသူ့ကိုခေါ်ပြီးပြောလိုက်တယ်ဟဲ့နင်ကတော့တေးကြရပေါ့နော်ဒါနင်ကအဖိုးတေးပြီးတော့နင်ဝင်ကြအဖိုးအတိုင်းပဲနင်ကအဲ့လိုမျိုးတွေလုပ်တယ်ပေါ့နော်အဲ့တော့နင်ဒီဘဝမှာပေါ့နင်ဒါတွေကိုနင်ရှော့ရမယ်ပါညာဆိုကျမသူ့ကိုခေါ်ပြီးတော့ lecture ရိုက်လိုက်တယ်နော်အဲ့တော့သူစောင်းနေပဲသူ့ကိုလာမပြောနဲ့ဘာဖြစ်ညာဖြစ်တယ်ဆိုသူတက်သွားအဲ့တော့ပေါ့အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အဲ့ drama triangle ဆိုတာဒီလိုမျိုးပဲကျမတို့ရဲ့ပတ်ဝန်းကျင်မှာကျမတို့ရဲ့အိမ်မှာမိသားစုတွေမှာတယောက်ချင်းရှိနေတဲ့လူတွေဟာအဲ့ဒီ drama triangle ထဲမှာကျမတို့တွေဒီဘာသွားလုပ်နေကြလဲဆိုလို့ရှိရင်အမြဲတမ်းပဲအဲ့ထဲမှာသွားပြီးတော့နေကြတယ်